Okay အဲ့တော့0ဒီအခန်းကတော့တာတိုးရှိ verb တွေပေါ့နော်တာတိုးရှိကကြတော့သူက0ရှိတော့0ဘာပြောခဲ့လဲအခန်း20ကို0ရှိမှာတော့ကလေကိုယ့်ရဲ့လှုပ်ဆောင်မှုမပါဘဲနဲ့ပေါ့နော်သူ့အလိုလိုဖြစ်ပျက်ပြီးသားအခြေအနေကိုဖော်ပြတဲ့ verb တွေဆို0ရှိ verb လို့ပြောခဲ့တယ်ဥမာဗဒင်းပေါက်ကြီးပွင့်လျက်သားဖြစ်နေတာတကားကြီးပိတ်လျက်သားဖြစ်နေတာအဲ့လိုအခြေအနေတွေပြောခဲ့တော့0ရှိသုံးခဲ့တယ်ပေါ့နော်အဲ့ဒီခန်းမှာသင်ရမှာတော့0ရင်းနှီးပြီးသားကိုယ့်ရဲ့လှုပ်ဆောင်မှုရွေချက်ရှိနဲ့လှုပ်ဆောင်မှုပါတဲ့ verb တွေဒီ verb တွေဆို0ကတာတိုးရှိ verb လို့ခေါ်ပါတယ်အဲ့တော့0ရှိ verb တုံးကတော့0ရှိတဲ့ imas နဲ့သုံးခဲ့တယ်ပေါ့နော်ဒီကိုယ့်ရဲ့ရွေချက်ရှိနဲ့လှုပ်ဆောင်မှုပါတဲ့ verb တွေဆိုရင်တဲ့ arimas နဲ့သုံးပေးရပါမယ်လှုပ်ထားတဲ့ဆိုတဲ့သဘောပေါ့နော်အဲ့တော့နေရာပါလာတဲ့အဲ့နေရာမှာဒါလေးကိုလှုပ်ထားရလို့ပြောတဲ့ကြောင့်မို့နေရာရဲ့နောက်မှာ particle ဘာလေးသုံးပေးရမှာလဲဆိုတော့ ni လေးသုံးပေးရပါမယ်အဲ့ဒီနေရာမှာ noun ကိုလှုပ်ထားတယ်လို့ပြောတာပါနော်အဲ့တော့ place ni အဲ့ဒီနေရာမှာ noun ကို noun ကပေါ့နော် particle ကတော့ကသုံးပေးပဲဒီမှာတဲ့ arimas ပြောင်းမှာမလို့ noun ကတာတိုရှိတဲ့ arimas အဲ့ဒီ noun ကိုလှုပ်ထားပါတယ် verb ထားပါတယ်ဒါမျိုးပြောတဲ့အခါမျိုးတွေမှာသုံးပါတယ်အဲ့တော့0ရှိတဲ့တော့ကဒီမှာတဲ့ imas သုံးမယ်เนาะအခုတာတိုရှိ verb နဲ့ဆိုတဲ့ arimas ပြောင်းသွားပါတယ်ဥပမာ calendar နီးတဲ့ခုငယ်စွန်းရောတဲ့ကခိုက်တဲ့ arimas အဲ့တော့ရက်ကတိန်မှာခုငယ်စွန်းရောတဲ့ဆိုဒီလာရဲ့ plan ပေါ့နော်အစီအစဉ်တွေကိုရေးထားပါတယ် kakimas ရေးတည်ဆိုတာကိုယ့်ရဲ့လှုပ်ဆောင်ချက်ပါတယ်အဲ့ဒီရေးတဲ့ဟိုမှာရေးထားတယ်လို့ပြောချင်တော့ခိုက်တဲ့ arimas အဲ့လိုပြောင်းလိုက်တာเนาะနောက်ခပဲနေရမှာအေကခခဲ့တဲ့ arimas ပကြီးကဘာလောက်ထားလဲဆိုတော့ချိတ်ထားတယ်เนาะအဲ့တော့ချိတ်တယ်ဆိုတာကိုယ့်ရဲ့လှုပ်ဆောင်မှုပါတယ်လေเนาะကိုယ်တိုင် action လုပ်ထားတဲ့ဟာမျိုးလှုပ်ဆောင်ရွေးချက်ရှိနဲ့ကိုချိတ်ထားတယ်ဆိုတဲ့ဟာမျိုးအဲ့တော့အဲ့ဒီ verb တွေကတာတိုရှိ verb အဲ့တော့အဲ့တာတိုရှိနဲ့ဆိုချိတ်ထားတယ်လို့ပြောခြင်းခခဲ့တဲ့ arimas verb တဲ့ arimas ပဲတောင်းသုံးမယ်ပေါ့เนาะတဲဘရုနိဇပွဲပေါ်မှာအိုဆာရာကနာရဘေတဲ့ arimas ဇပွဲပေါ်မှာပကံပြားတွေကိုဘာလုပ်ထားလဲစီထားတယ်ဒါလည်း see these ဆိုတာကိုယ့်ရဲ့လှုပ်ဆောင်မှုပါတဲ့ verb တွေဒါတို့ရှိ verb တွေဒါကြောင့်မလို့နာရဘေတဲ့ arimas ဆိုပြီးတော့သုံးပေးရပါမယ်ကဲအဲ့ဒါဆိုရင်သူကဒီမှာနေရာရဲ့နောက်မှာနှိလိုက်တယ်ပေါ့နော်အဲ့တော့စစတို့ကအဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီ noun ကိုစတို့ရှေ့ထုတ်ပြီးပြောခြင်းနဲ့ main subject အနေနဲ့ဒါဆိုရင်တော့ noun ကမဟုတ်တော့ပဲ particle ဘာဖြစ်သွားလဲ noun ဝဆိုပြီးဖြစ်သွားတယ်ဒါကလည်းစတို့ n5 လောက်မှာသိခဲ့ပြီးသားလေးမှတ်မိလားမသိဘူးဥပမာရှော့ခုတို့နေယာမာဒါဆန်က imas ထားပါတော့ထမင်းစားကန်းထဲမှာယာမာရာဆန်ရှိတယ်အဲ့ဒါအောင်ပါဆိုတော့ယာမာရာဆန်အဓိကထားပြောခြင်းယာမာရာဆန်ဝါရှော့ခုဒိုနီအီမတ်ဆိုပြီးသုံးခဲ့ဘူးလေအဲ့လိုမျိုးပဲ noun ကိုရှေ့ထုတ်လိုက်တဲ့အခါမှာ particle ဘာဖြစ်သွားလဲဝါဖြစ်သွားတယ်ပေါ့နော် noun ကအဲ့ဒီနေရာမှာဆိုတော့ place နီဒါတို့ရှိတဲ့ arimas နဲ့ပဲသုံးပေးမယ်ဟုတ်ပြီနော်အဲ့တော့မှရှာရှင်ဝါဟီခိဒါရှိနိရှိမတ်တဲ့ arimas ဓာတ်ပုံကတော့ answer ထဲမှာတင်ထားတယ်ရှိမိုင်းမတ်ကိုမှရှိမတ်တဲ့ arimas ဆိုပြီးပြောင်းလိုက်တယ်သင်စီထားပါတယ်။ဂေါ်မီပါကိုကအမှိုက်ပုံကတော့ဟေယာနိုဆူမီနီအိုတဲ့အာရီမတ်အခန်းရဲ့ထောက်မှာထားပါတယ်။အဲ့တော့ဆူမီဆိုတာအခန်းရဲ့ထောက်တွေကိုပြောတဲ့အခါမှာသုံးတယ်ဟုတ်ပြီနော်။နောက်ရတဲ့ဟောဝါအချိန်စရာကတော့ဒိုအနောမီငီနီဟတ်တဲ့အာရီမတ်တကားရဲ့ညာဘက်မှာကတ်ထားပါတယ်။ဟာရီမတ်ကတ်တီဆိုတဲ့ action ဒီတာတိုရှိ verb ဆိုတော့တာတိုရှိတဲ့အာရီမတ်ဟတ်တဲ့အာရီမတ်ဆိုပြီးသုံးပါတယ်။အဲ့တော့မှတ်ထားမှာတာတိုရှိကိုယ့်ရဲ့လှုပ်ဆောင်မှုပါတဲ့ရွယ်ချက်ရှိနဲ့လှုပ်ဆောင်မှုပါတဲ့ verb တွေဆိုရင်တဲ့ arimas နဲ့သုံးပေးပါမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်နောက်ထပ်နံပါတ်3 pattern လေးကကြတော့ဆဆဲတို့ကတခုခုကိုကြိုတင်ပြင်ဆင်ပြီးတော့လှုပ်ထားမယ်လို့ပြောတဲ့အခါမှာသုံးပါတယ်လှုပ်ထားမယ်ဆိုတော့လှုပ်တယ်ဆိုတဲ့ verb တစ်လုံးရဲ့နောက်ကထားမယ်ဆိုတဲ့ verb okimas ကိုသုံးပေးရမယ်ပေါ့နော်ဥပမာ verb တဲ့ okimas verb ထားမယ်ဥပမာထားပါတော့ဖတ်ထားမယ်စာအုပ်တစ်ခုခုကိုကြိုပြီးဖတ်ထားမယ်ဒါဆိုယွန်းတဲ့ okimas ပြင်ဆင်ထားမယ် John Beach တဲ့ okimas ဒါမျိုးပေါ့နော်တခုခုကိုလှုပ်ထားမယ်ဒါမှမဟုတ်ထားပါတော့နောက်တစ်ပတ်ဆောင်မွေးရှိလို့ကြိုပြီးတော့မလှုပ်ထားမလို့ဆိုတော့ပြန်လည်လေ့ကျင့်ခန်းတွေလှုပ်ထားမယ်ဒါဆိုပြန်လည်လေ့ကျင့်ခန်းလှုပ်တာ focus shimas ကအဲ့ဒါဆိုရင် focus တဲ့ okimas ဒါမှမဟုတ်လေ့ကျင့်ထားမယ် land shoot တဲ့ okimas အဲ့တခုခုကိုကြိုတင်ပြင်ဆင်ပြီးလှုပ်ထားမယ်လို့ပြောတဲ့အခါတိုင်းမှာ verb တဲ့ okimas ကိုသုံးလို့ရတယ်အဲ့ဒီမှာဆေးရဒီ pattern 3နဲ့4ကဘာကိုပြန်ပြီးနှွေးပေးတာလဲဆိုအရင်တုန်းကမအင်နီလေးမတိုင်ခင် beforeတခုခုမတိုင်ခင်မှာဒါကိုကြိုပြီးတော့လှုပ်ထားမယ်ဒါမျိုးပြောချင်တဲ့အခါမှာဒီမအင်နီ pattern လေးနဲ့သုံးလို့ရတယ်အဲ့တော့မအင်နီရှိက verb ဆိုရင်ကြီးလျှော်ခဲ့လိုက်တယ် noun ဆိုရင် noun တော့မအင်နီလိုက်တယ်ပေါ့နော်ဒါလေးပြန်ပြောပေးထားတာပါအဲ့တော့ခုသုံးမိုးကဥမာတဲ့လူမအင်နီကလေးမွေးဖွားခင်မှာဖုကုအဝိအစားတွေဖုကုရပေါ့နော်အဝိအစားတွေရဲ့ဘဲတိုးဆိုတဲ့အိယာရဲ့ကိုခတ်တဲ့ okimas ဝယ်ထားမယ်ကြိုပြီးတော့လုပ်ထားမယ်ပေါ့ဒါနာမရဲ့ okimas တဲ့ okimas နာမည်ကိုကြိုပြီးတော့ဆုံးဖြတ်ထားမယ်ဆိုတော့နာမည်ပေးထားမယ်ပေါ့ဒါမျိုးပေါ့နော်ကြိုပြီးလုပ်ထားမယ်လို့ပြောတဲ့အခါမှာ verb တဲ့ okimas pattern ကိုသုံးတဲ့ဒါကမတိုင်ရင်ဆိုရင်မအနေနဲ့သုံးလိုက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ verb ပြီးရင်ဒါလုပ်ပြီးရင်ဒါကိုလုပ်ထားမယ်ဒါမျိုးပြောချင်တဲ့အခါပြီးရင်ဆိုတော့စစတို့ N5 မှာသင်ခဲ့ပြီးသားသာရလေးနဲ့သုံးလိုက်ရုံပဲเนาะ
မှာရှော့ခုချစ်ကဝတ်တာရာရှော့ခုချစ်ဆိုတော့စားတောက်တာပေါ့နော်စားတောက်တာပြီးသွားပြီဆိုရင်6ဝဲရအိုစားတာအိုအရတ်တဲ့ okay mas ပကံလုံးတွေရပကံပြားတွေရစေကြောထားမယ်ဒါမျိုးပေါ့အရိုင်မတ်စေကြောလဲအရတ်တဲ့ okay mas စေကြောထားမယ်ရှော့ခုချစ်ကဝတ်တာရာစားတောက်ပြီးသွားပြီဆိုရင်တေဘရုနော်အိုအဲတေဘရုနော်နော်ဒါနော်ပြန်ပါတေဘရုနော်အိုအဲအိုစပွဲရဲ့အပေါ်ကိုခါတက်စကတဲ့ okay mas တင်စီရှင်းလင်းထားပါမယ်အဲ့တော့ကြိုပြီးတော့ဒါတွေလောက်ထားမယ်လို့ပြောတဲ့အခါမျိုးမှာ verb တဲ့ okay mas ကိုသုံးပါတယ်ကဲနောက်ဆုံးပတ်တန်လေးကတော့ဆင်စဲတို့လောက်ထားပါလို့ပြောခြင်း verb တဲ့ oi တဲ့ခုရာဆိုင်ပေါ်လေထားတီကို okay mas ကိုလောက်ပါထားပါလို့ပြောခြင်းတဲ့အခါကျတော့ oi တဲ့ခုရာဆိုင်ဒါလေးပြောင်းလိုက်ရုံပါပဲเนาะအဲ့လိုရှေ့ကအကြောင်းအရာဖြစ်နေရကြောင်းနောက်ကဒါလေးကိုလောက်ထားပေးပါလောက်ထားပါလို့သူများကို instruction ပေးခြင်းတဲ့အခါမျိုးဒီမှာသုံးလို့ရတယ်ပေါ့เนาะဥပမာဆိုရင် asta ခိုင်ကြီးက arimas ခါတာတဲ့မနေ့ပြန်အစည်းအဝေးရှိတာမို့လို့ရှင်းဝေးရှိတာကြောင့်ဤစုကထိုင်ကုန်တွေကတော့ခုနဟဲယာနီအိုဤတဲ့ခရာဆိုင်ထိုင်ကုန်တွေရောနော်ဒီအခန်းထဲမှာထားပါထားသည်အဲ့ဒါကိုခရာဆိုင်နဲ့သုံးလိုက်တော့ထားပါဒီလိုမျိုးပေါ့နော်စိုးပုံနိနာရဘဲတဲ့အိုဤတဲ့ခရာဆိုင်ခုနေရာမှာစီထားပါနာရဘဲမတ်ကစီတန်းဒီအဲ့တော့စီထားပါလို့သုံးတာနော်ဆိုနမမနိစ်တဲ့အိုဤတဲ့ခရာဆိုင်အဲ့ဒီအတိုင်းထားပါဒါမျိုးတွေပြောတဲ့အခါမှာတော့လုတ်ပါဆိုရင်တဲ့ခရာဆိုင်နဲ့သုံးပေးမယ်ပေါ့နော်ကဲဆိုပြန်ပြောရမယ်ဆိုရင်တာတို့ရှိကိုရွယ်ချက်ရှိနဲ့လုံဆောင်မှုပါတဲ့ verb တွေတာတို့ရှိ verb တွေနဲ့ဆိုရင်တာတို့ရှိတဲ့ arimas ကိုသုံးပါမယ်ပြီးတော့လှုပ်ထားမယ်ကြိုပြီးပြင်ဆင်ထားမယ်ဆို verb တဲ့ okay mas ကိုသုံးပါမယ်ပြင်ဆင်ထားပါဆို verb တဲ့ oi တဲ့ခုတာ site ကိုသုံးပါမယ်အဲ့တော့ဒီခန်းမှာတော့ဒီ pattern လေးတွေပဲပါပါတယ်အဲ့တော့စစေးကပြန်ပြီးတော့0ရှိတဲ့တာတို့ရှိရဲ့ကွာဟာမှုလေးကိုပြောပြမယ်နော်အဲ့တော့0ရှိကကိုယ့်ရဲ့လုံဆောင်မှုမပါတဲ့ verb တွေပြောရမယ်ဆိုရင်သူ့အလိုလိုဖြစ်ပျက်ပြီးသားအခြေအနေကိုဖော်ပြတဲ့ verb တွေအဲ့ဒီ verb တွေနဲ့ဆိုရင်0ရှိတဲ့ imas ကိုသုံးရပြီးတော့ဆိုတော့ကိုယ့်ရဲ့လုံဆောင်မှုပါတဲ့တာတို့ရှိ verb တွေเนาะလှုပ်ထားတယ်လို့ပြောခြင်းတာတို့ရှိတဲ့ arimas ကိုသုံးပေးရပါမယ်ကဲအဲ့တော့ပထမတစ်ခုဆိုရင်စစတို့ကဒိုဟာကရှမတ်တဲ့ imas ရှီမာရီမတ်ကဆရာဘာဖြစ်နေရလဲဆိုပိတ်နေတာပိတ်ထားတာအဲ့တော့ကိုလောက်တာမဟုတ်ပဲသူ့အလိုလိုပိတ်နေတဲ့အခြေအနေမို့လို့0ရှိ verb ဒီ verb နဲ့ဆိုရင်ရှီမတ်တဲ့ imas လို့သုံးရတယ်တကားကပိတ်နေတယ်ကိုလောက်တာမဟုတ်ဘူးအခြေအနေကပိတ်နေပြီးသားအခြေအနေအဲ့ဒါအောင်မှဆရာကကိုယ့်ရဲ့ action နဲ့ကိုလောက်ထားတယ်ဆိုရင်ဒိုဟာကရှီမတ်တဲ့ arimas တကားကတော့ပိတ်ထားပါတယ်ဒါဆိုရင်ကိုလောက်ထားတဲ့အခြေအနေတစ်ခုပါတယ်ပေါ့နော်လုံဆောင်မှုတစ်ခုပါတယ်ဒါဆိုရင်တာတို့ရှိနေဆိုတဲ့ arimas ကိုသုံးမယ်ဟုတ်ပြီနော်ဟဲယာနိုတန်ကီကခရတဲ့ imas အခန်းရဲ့မိကပိတ်နေတယ်အဲ့ဒါမှစတဲ့ကဟဲယာနိုတန်ကီက catch တဲ့ arimas အခန်းရဲ့မိကိုပိတ်ထားတယ်အဲ့တော့ကိုကလောက်ထားတဲ့ action နဲ့ပိတ်ထားတယ်လို့ပြောခြင်းဒါတို့ရှိတဲ့ arimas ကိုသုံးဟုတ်ပြီနော်isu ကနာရန်တဲ့ imas ထိုင်ကုန်တွေကတန်းစီနေတယ်စီတန်းနေတယ်ဒါအောင်မှထိုင်ကုန်တွေကိုစီထားတယ်ဆိုရင် isu ကနာရဘဲတဲ့ arimas ထိုင်ကုန်တွေကိုစီထားပါတယ်အဲ့လိုခြေနေမျိုးသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျောင်းသားတွေအများစုဘာဖြစ်တတ်လဲဆိုတော့သူက0ရှိလားတာရိုရှိလားကိုဘယ်လိုခွဲမလဲဆိုရင်မိကိုမျိုးခဏမိတယ်ပေါ့နော်အဲ့တော့အဲ့ဒီကတော့ဆိုတော့ခိုတိုဘာတက်တဲ့အချိန်မှာတွေကဒီ verb ကတော့တာရိုရှိ verb ဒီ verb ကတော့0ရှိ verb ဆိုတာကိုခွဲခြားပြီးကြက်ဖို့လိုတယ်0ရှိကိုဘယ်လိုပြောင်းရလဲတာရိုရှိကိုဘယ်လိုပြောင်းရလဲဆိုတော့ formula ကရှိမနေဘူးပေါ့နော်အဲ့ခါကျစတို့ကဒါကိုအလွတ်ကျက်ဖို့ပဲတိုက်တွန်းခြင်းတယ်ပေါ့နော်ဥပမာမီးဖွင့်တယ်ပေါ့နော်ဖွင့်တယ်ဆိုရင် Sukhan Master ကဖွင့်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အကြောင်းလို့ဒါကကိုလောက်တာတို့ရှိ Skimas ပွင့်နေတယ်မီးကပွင့်နေတယ်ဆိုတော့ကိုလောက်တဲ့အခြေအနေမပါဘူးသူ့အတူဖြစ်ပြနေတဲ့အခြေအနေဒါဆိုရင်0ရှိတကားဆိုလည်းလို့ပဲဖွင့်တယ်ဆိုရင် Akhemas ပိတ်တယ်ဆိုရင်Keshimas ပေါ့နော်ဒါကကိုကဖွင့်တာပိတ်တာဖြစ်တဲ့အကြောင်းဒါတို့ရှိဖြစ်ပြီးတော့ပွင့်နေတယ်ဆိုရင်ဘာဖြစ်မှာလဲ Akhimasဒီဘက်ကပိတ်နေတဲ့ဆိုရင်ရှီမာရီမတ်ဒါ0ရှိတာလို့ရှိအဲ့လိုမျိုးကြက်ခတဲ့ဟွာခွဲကြမြန်မာလိုနဲ့အတိအကျ details လေးခွဲပြီးကြက်ထားဖို့လိုပါတယ်အဲ့ဒါကတော့ပြောင်းဖို့အတွက် formula ရေးလို့မရှိပါဘူးအဲ့လိုကြက်မှရမယ်ပုံစံမှာဟုတ်ပြီနော် okay အဲ့ဒါလေးကိုတော့အဲ့လိုကြက်ဖို့အတွက်တိုက်တွန်းချင်ပါတယ် okay အဲ့ဆိုရင်ဒီနေ့0ရှိတာလို့ရှိကိုနားလည်မယ်လို့ချင်ပါတယ်အဲ့ဆိုရင်နောက်ခန်းဒီမှာဆက်ပြီးတွေ့ကြမယ်နော်